အဲ့ဒါလေးကညီလေးကို့အမျိုးနည်းတော့ပြောပြသည်အခုကိုတို့သုံးနေကြတဲ့ Facebook ကဘာနဲ့တူနေလဲဆိုတော့ကိုတို့အလဲတန်းចောင်းသားဘဝအထက်တန်းចောင်းသားဘဝတုန်းကចောင်းနေရဲ့အိမ်သားနိုင်ရံမှာဟုတ်ကတွေရေးတယ်ဘယ်စော်နဲ့ငါနဲ့ကဘလို့ဘယ်စော်တော့ငါဘာဖြစ်ချင်တယ်ဘာညာဆိုတာဟုတ်ကတွေရေးတယ်နော်အခု Facebook ကလည်းအဲ့ဒီနီးပါးဖြစ်နေတယ်ဘာလို့အဲ့ဒီနီးပါးဖြစ်နေတယ်လဲဆိုတော့ဒီခုနပြောတဲ့မဟုတ်ကတွေလည်းရေးတယ်ကောလာဟာလာတွေလည်းရေးတယ်ဒီရိုင်းဆိုင်တွေလည်းပါတယ်နောက်ပြီးတော့ personal ပုဂ္ဂိုလ်ရေးအရာစော်ကားတာတွေလည်းပါတယ် Facebook အစ်စ်ဒီဒါမဟုတ်ဘူးเนาะတကယ်ကိုရေးချူတာနဲ့ကိုဖြစ်နေတဲ့ဟာတွေကိုလည်းသူများသိရအောင်သူများဖြစ်နေတဲ့ဟာတွေကိုလည်းကိုကနေပြီးတော့ဟလာထောက်ခံရအောင်เนาะကန့်ကွက်ရအောင်ပေါ့เนาะဒီလိုတေးချာလေးသုံးစေခြင်းနဲ့ညီလေးဟာမှန်ကန်လေးသုံးစေခြင်းနဲ့အဓိကတော့မဟုတ်ကမရေးကြပါနဲ့အကျိုးရှိမဲ့ဟာကိုရေးပါ Facebook ဆိုတာတကယ်သုံးတတ်ရင်တကယ်ကိုအကျိုးရှိပါတယ်ဆိုတာပြောချင်ပါတယ်တကယ်တမ်းကျတော့ကမ္ဘာပေါ်မှာအသားအရောင်ကွဲတာပဲဖြစ်ဖြစ်ဘာသာတရားကွဲတာပဲဖြစ်ဖြစ်เนาะဖြူတာမဲတာဒီအဓိကမဟုတ်ပါဘူးစိတ်ကအဓိကပါလူတိုင်းစိတ်ဖြူစေခြင်းတယ်လူတိုင်းစိတ်ဖြူရင်ခုနဖြစ်တဲ့ဟာမျိုးတွေမဖြစ်တော့ဘူးတယောက်နဲ့အစိုးမြင်တယ်ဆိုတာလည်းမရှိတော့ဘူးအကောင်းပဲမြင်ကြမှာပါအကောင်းမြင်တာပိုကောင်းပါတယ်ဗမာစကားမှာတော့ရှိတယ်နှုတ်ချိုတော့ရှိုးတပါတဲ့ဟုတ်တယ်မလားဘာပြောနှုတ်ချိုတော့ရှိုးတပါဆိုတာနှုတ်ချိုခြင်းအပြင်တစ်ဖက်သားလည်းနားထောင်လို့ကောင်းတယ်ဟုတ်တယ်မလားကြမ်းတမ်းတဲ့စကားကိုပဲချိုသားပြောရင်တစ်ဖက်လူနားဝင်တယ်အဲ့ဒါကိုကြမ်းတမ်းတဲ့စကားကိုထပ်ပြီးတော့အမုန်းပအောင်ထပ်ဆွမယ်ဆိုရင်ဘလို့မှငြိမ်းချမ်းရေးဆိုတာလည်းမရနိုင်တော့ဆိုတော့လူဆိုတာဒီပါဇက်ကအရန်ရေးကြည့်တယ်ဒီပါဇက်နဲ့ပဲစားကြတာဒီပါဇက်ကပဲရွတ်ကြဖတ်ကြတာဒီပါဇက်နဲ့ပဲပြောကြဆိုကြတာအဲ့တော့ပါဇက်ကအရန်အရေးပါတယ်ဒီပါဇက်တွေစောင့်စည်းကြဖို့တော့လိုတာပေါ့ဗျာတကယ်တော့ကျွန်တော်တို့ကဒီကဘာကြီးပေါ်မှာလူသားတွေလူဖြစ်ခွင့်ရတဲ့ခဏလေးအချိန်တွင်မှာကျွန်တော်တို့ချစ်ခင်စီစီရုံနဲ့မတူညီတာလေးတွေကိုညှိနှိုင်းပြီးတော့နေကြလို့ရတယ်။ဥပမာလွတ်လပ်စွာယူဆကွဲပြားခွင့်ရှိတယ်။ဒါပေမဲ့အမုန်းတရားအထိဖြစ်အောင်လို့ကွဲလွဲစရာမလိုဘူးလို့ထင်တယ်။နောက်အထူးသဖြင့်ပို့ဆိုတာဒီမီဒီယာ Facebook ကမီဒီယာတခုကအသုံးချခံပစ္စည်းဖြစ်နေ။ကျွန်တော်တို့အဲ့ဒီအသုံးချခံရတဲ့အထက်မှာကျွန်တော်တို့ကဘယ်လိုပြောမလဲအသုံးချခံနေမဖြစ်ဘူးလို့လား။ဒီလူမင်းတို့ပါတယ်ကျွန်တော်တို့ပါတယ်စုမြတ်နန္ဒာပါရာဇာနေဝင်းတို့ပါတယ်ကားတစ်စီးနဲ့ကျွန်တော်တို့ကဒီကိုခရီးထွက်ကြတယ်ခရီးထွက်တယ်ဆိုတာည10နာရီလောက်မှထွက်မယ်လို့စိတ်ကူးထားတယ်ဒါပေမဲ့ရန်မိုးချိုတဲ့အချိန်မှာ7နာရီလောက်ဖြစ်သွားတယ်အဲ့ကားကြီးနဲ့အဲကွန်ဘတ်စီနဲ့ထွက်တဲ့အချိန်မှာလမ်းမှာဓာတ်ဆီဆိုင်တစ်ခုရောက်တယ်ရောက်တော့အဲ့ဒီအချိန်မှာဓာတ်ဆီဆိုင်ကမန်နေဂျာကြီးအရန်နောက်ကျနေသူလည်းအိတ်နေတဲ့အချိန်နှိုးပြီးတော့ကျွန်တော်တို့စီးထည့်ပေးပါတော့ဒါဆိုင်ဖွင့်ချိန်မဟုတ်ဘူးတဲ့သူကထည့်မပေးနိုင်ဘူးသူ့ဘက်ကမှန်ပါတယ်ကျွန်တော်တို့ကလည်းရှင်းပြတယ်ကျွန်တော်တို့ဘက်ကဒီလိုနောက်ကျနေတာပါအဲ့လိုရှင်းပြတဲ့အချိန်မှာသူကလက်မခံဘူးမင်းတို့စီကံမရှိမနဲ့အစောကြီးဒီနေရာပဲစောင့်အဲ့ဒီမှာစီမထည့်သွားရင်ကျွန်တော်ကလည်းဆက်ထွက်လို့မရတော့အဲ့ဒီအချိန်နေဖြစ်နေတဲ့အချိန်မှာတယောက်တစ်မျိုးစီပေါ့မျိုးစုံပြောကြည့်ရမရအောင်ကျွန်တော်တောင်းပန်ကြည့်ရမရအောင်နောက်ဆုံးဘာလဲဆိုလူငယ်တွေပါလို့လူငယ်တွေကဒါဂင်းနဲ့ထုနေလို့ဘာလို့ပေါ့နော်အဲ့လိုတွေဖြစ်လာကြတဲ့အချိန်မှာကျွန်တော်စဉ်းစားအဲ့ဒီဓာတ်ဆီဆိုင်မန်နေဂျာကြီးရဲ့နောက်မှာမိသားစုပုံတွေချိန်ထားတော့ကျွန်တော်သူသွားပြီးတော့နှိုးကဲခဏလောက်ထားပါကျွန်တော်တို့ကဓမင်းမစားရသေးပါဘူးဒီမှာရှိတဲ့လူတွေကကိုအိတ်ခမ်းတဲ့ကိုစိန်ကြအိတ်နေတယ်လူတွေဒါပေမဲ့ဦးလေးကျွန်တော်တို့စီမရောင်းပေးဘူးဆိုရင်ကျွန်တော်တို့ကဒီတိုင်းပဲနေရပါမယ်အဲ့တော့ဒီမှာပဲနေရမယ်သူကအဲ့ချိန်မှာဘာပြောလဲမောင်ရင်ကိုပြောပြီးပြီမရောင်းပေးနိုင်ဘူးဟုတ်လာမလို့နေတယ်ကျွန်တော်စီရောင်းဖို့လာပြောတာမဟုတ်ပါဘူးအဲ့တော့ကျွန်တော်တို့ဒီလိုပဲပေါ့အခက်ခဲတွေ့တယ်လို့မျိုးဦးလေးရဲ့မိသားစုလည်းတနေရာမှာအခက်ခဲတွေ့နိုင်ပါတယ်အဲ့လိုအခက်ခဲတွေ့တဲ့အချိန်မှာကုညီခွင့်ရတဲ့လူတွေကျွန်တော်တို့ပဲဖြစ်ချင်ပါတယ်အဲ့ဒီအကြောင်းလေးလာပြောတာပါလို့ပြောလိုက်တယ်သူခဏလေးနိုင်သွားပြီးတော့သူပြန်စဉ်းစားမိတယ်သူ့မိသားစုလည်းဒီလိုအခက်ခဲနဲ့ကြုံနေတာပဲအဲ့တော့ဒီတစ်ခါတော့ရောင်းပေးလိုက်မယ်နောက်တစ်ခါတော့မရဘူးဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ရောင်းပေးပါအဲ့မှာအဖွဲ့ကိုပြန်ပြောလိုက်တယ်ဒီလိုပဲဦးလေးရဲ့စီရောင်းပေးမယ်သူမနေ့ထိစောင့်ကြရမလို့ဟေးဆိုပြောကြပြီးတဲ့အချိန်မှာအားလုံးထွက်တဲ့အချိန်မှာဦးလေးကျမ်းမာပါစေချမ်းသာပါစေပဲစုရီတောင်ထွက်ရသွားသူလည်းပြုံးကြီးလက်ပြပြီးကြံနေခဲ့တယ်ဒါဟာဆိုရင်ကျွန်တော်ပန်းစကားလို့ထင်ပါတယ်နှစ်ဦးနှစ်ဖက်အမုန်းပွားမဲ့နေရာကနေပြီးတော့ဒါတယောက်နဲ့တယောက်မေတ္တာသက်ဝင်အောင်လို့ပြောလိုက်တဲ့စကားမျိုးလို့ထင်ပါတယ်အဲ့ဒါလေးကိုကျွန်တော်ပြိသက်ကိုကျွန်တော်ရဲ့အနေနဲ့ share ပေးပါတယ်အမှတ်တမဲ့ပေါ့နော်ဝင်ပြီးတော့ comment တွေပေးလိုက်တာနောက်ပြီးတော့ဝင်ပြီးတော့ like လေးတစ်ချက်လောက် click ပေးလိုက်တာနောက်ပြီးတော့ဝင်ပြီးတော့ share ပေးလိုက်တာပေါ့နော်ဖြန့်ဝေမျှဝေပေးလိုက်တာပေါ့နော်အဲ့ဒီဟာတွေကတော့
တော်တော်ကြီးကိုတို့သတိထားသင့်တယ်ကိုကြောင့်အမျက်တရားတွေအမုန်းတရားတွေအာဃာတတရားတွေကြီးမဲ့ဟာမျိုးကိုတတ်နိုင်တော့မလုံးမိဖို့ကိုကြောင့်မေတ္တာတရားတွေအကျဉ်းနာတရားတွေဂုဏတရားတွေဗျမဆိုတရားတွေပွားများမဲ့ဟာမျိုးကိုပဲဖြစ်စေဖို့အဲ့ဒီဟာကိုတို့လိုအပ်နေပြီအဲ့ဒါကိုသတိကြီးကြီးထားပြီးတော့လုံးကြဖို့လိုအပ်နေပြီလူမျိုးတွေရှိမယ်ဘာသာတရားတွေရှိမယ်ဒေသတွေရှိမယ်ပေါ့အနောက်အသားအရောင်တွေရှိလိမ့်မယ်ဒါပေမဲ့တကယ်တမ်းကျတော့ကမ္ဘာပေါ်မှာရှိနေလူသားအလုံးကလူသားတွေအားလုံးကအတူတူပါပဲတယောက်ယုံကြည်ကိုးကွယ်မှုကိုတယောက်ကနှိမ်ချပြောဆိုပြီးတော့အမုန်းတရားတွေဖြစ်စေတယ်ဆိုတဲ့ဟာကတော့တော်တော်ကိုပဲမစီလျော်တဲ့ကိစ္စပဲကိုလိုပိုးပြီးရင်ကျေးလာတဲ့ကဘာကြီးစီသွားဖို့ဆိုရင်အဲ့ဒီဟာတွေကိုလိုခြံခဲမှရလိမ့်မယ်ကိုမြင်တာကတော့ဒီ online ပေါ့နော်